အားလုံးပဲမင်္ဂလာပါကျွန်တော်လူငယ်တွေအတွက်ကျွန်တော်စာအုပ်တုံးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲဒီစာအုပ်ကကျွန်တော်16နှစ်သားကလေးကကျွန်တော်ရဲ့လက်ဆွဲစာအုပ်လို့ပြောလို့ရပါတယ်ကျွန်တော်အဲစာအုပ်ကိုအမြဲတမ်းကျွန်တော်သွားလိရမှာလည်းယူသွားပါတယ်နောက်ပြီးတော့ကျွန်တော်ငယ်ငယ်ကလေးက16နှစ်သားကလေးကအဲစာအုပ်ကိုအမြဲတမ်းဖတ်ပါတယ်အဲစာအုပ်နဲ့မိတ်ဆက်ပေးပါမယ်အဲဒီစာအုပ်ကကျွန်တော်ဘဝကို6နှစ်သားနေဒီချိန်အထိ control လုပ်ပေးခဲ့တဲ့စာအုပ်ပေါ့ကျွန်တော်ကိုဆရာတယောက်လိုမိဘတယောက်လိုကျွန်တော်ကိုတုံသင်ခဲ့တဲ့စာအုပ်ပေါ့နော်အဲစာအုပ်လေးကျွန်တော်မိတ်ဆက်ပေးပါဖေမြင့်ရတော့ကိုထူးကိုကျွန်တော်တမများအတွက်လက်ဆွဲစကားဆိုတဲ့စာအုပ်လေးပါအဲစာအုပ်လေးကအရန်ကောင်းပါတယ်လူငယ်တွေလုံးဝစောင့်ထားတင်ပါတယ်လူငယ်တွေအမြဲတမ်းကိုယ့်ဘဝကိုထိန်းချောင်းချင်တဲ့လူငယ်တွေပေါ့နော်ကျွန်တော်မာတိကာလေးနဲ့ဖတ်ပြမယ်နော်မာတိကာကအမှားစကားပြီးရင်နံပါတ်1ကဘာလဲဆိုတော့ကိုအားကိုနံပါတ်2ကခေါင်းဆောင်နံပါတ်3ကချီးမွမ်းစကားဆိုခြင်းနံပါတ်4ကချွေတာစုဆောင်ခြင်းနံပါတ်5ကငွေနံပါတ်6ကစကားနံပါတ်9ကစာဖတ်ခြင်းပေါ့နော်မာတိကာ1ကနေမာတိကာ40ခွန်ထိပါတယ်စာမျက်နှာကျွန်တော်1ကနေစာမျက်နှာ250ခွန်ထိပါတယ်ပြပြီလားကျွန်တော်တစ်ခုဖတ်ပြမယ်နံပါတ်1အရင်ဖတ်ပြမယ်နော်တင့်အားတဲ့မြည်သူမြအပေါ်မြင့်တို့ရအောင်ကျိုးဖြင့်ဆွဲမတင်နိုင်တဲ့ကျိုးကိုကြာဆုပ်ကင်မထားနိုင်တော့အကြောင်းကြောင့်ပင်တင်ပြုတ်ကြမည်ဖြစ်၏တဲ့သို့တော့ကိုချရာပေါ်ရက်၍တက်လျင်ကအမြင့်ဆုံးတောင်ထိပ်သို့ရအောင်ပင်တင်တက်နိုင်မည်ဖြစ်၏တဲ့ဒါဘရန်ဒိုက်စ်တဲ့အဲဟာကြောင့်မို့ဘသူပညာမတက်လို့သင်တန်းတွေမတက်ရလို့ဆရာကောင်းမရှိလို့မိဘရဲ့အထောက်ပံ့မရလို့အထူးကကိုအတ္တာကြီးအတ္တနောနာတော့ဆိုတယ်မိမိကိုယ်ကကိုးဝဲရမယ်ဗျာသိလားဒီထဲမှာလည်းပါတယ်အဲအတ္တာကြီးအတ္တနောဆိုတဲ့အရာလေးဒီထဲမှာလည်းကျွန်တော်တို့ဒီဗုဒ္ဓရဲ့ဟိုဟာလေးကိုထည့်ထားတယ်ပေါ့နော်အဓိကလူငယ်တွေပြောချင်တာကိုယ့်ဟာကိုယ်ပါနေရာတိုင်းမှာလမ်းကြောင်းဆိုတာရှိတယ်အဲလမ်းကြောင်းကိုရှာဖို့ပဲနောက်ထပ်ကျွန်တော်တပုတ်ဖတ်ပြမယ်အခုလက်ရှိအချိန်အနေနဲ့ကိုက်ညီနေတဲ့အရာတစ်ခုပေါ့မာတိကနံပါတ်8စာမျက်နှာ30ခွန်စိုးရင်ကြောင်ကြစိတ်တင်စိုးရင်ပူပန်နေသောအရာတို့၏69ရာခိုင်နှုန်းသည်လုံးဝဖြစ်လာလိမ့်မည်မဟုတ်ဟူ၍စိတ်ပညာသူတွေကရဲရဲဝံ့ဆိုခဲ့တယ်တဲ့တကယ်ပါမစိုးရင်ပါနဲ့စိုးရင်မှုတွေရဲ့69ရာခိုင်နှုန်းကတကယ်ဖြစ်မလာပါဘူးဒါကိုမယုံကြည်ဘူးလားမယုံကြည်ရင်ကျွန်တော်ပြန်ပြောပြမယ်ဒီကနေ့တင်စိုးရင်ပူပန်နေသောအကြောင်းအရာအကြီးငယ်အားလုံးစာရွက်တစ်ခုပေါ်ချရေးလိုက်ပါတဲ့အသေးဖွေးကနေအကြီးကြီးထိပေါ့နော်အစုံရေးပါတိုးတော့လောဆယ်တကယ်တင်စိုးရင်နေတဲ့အရာဖြစ်ရမယ်အဲစာရွက်လေးကိုခောက်ပြီးတော့တင်ထားလိုက်တလားပြည့်ပြီဆိုရင်အဲစာရွက်လေးကိုဖွင့်ဖတ်ကြည့်လိုက်တင်စိုးရင်ခဲ့တဲ့အရာတွေကဘလောက်အထိပ္ပယ်ကင်းမဲ့နေတယ်လဲဆိုတာကိုတင်သိပါလိမ့်မယ်တဲ့ရင်းတို့တွေစိုးရင်နေခဲ့ခြင်းဒီဘလောက်အချိန်ဖြုံးအောင်ရောက်တည်ကိုတင်ကောင်းဆိုတာသိပါလိမ့်မည်တဲ့ဒါအမှန်တရားပဲပြသိလားကျွန်တော်တို့ရဲ့စိုးရင်နေတဲ့အရာတွေကတကယ်ဖြစ်မလာပါဘူးအဲ့အတွက်ပြီးခဲ့တဲ့အတိတ်တွေကိုအတိတ်မှာထားခဲ့ပြီးတော့ယူသင့်တဲ့သင်ခန်းစာယူပြီးတော့လက်ရှိပြစ္ဆုတ်ပံအကောင်းဆုံးဖြစ်အောင်လုပ်ပါဒီလက်ရှိပြစ္ဆုတ်ပံကကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်လုပ်ရင်လာမယ့်အတိတ်တွေဆိုတော့ဘာစိုးရင်စရာမှမရှိလူဘဝခဏလေးလူဘဝဆိုတာဘာလဲဆိုတော့ရှင်သန်ခြင်းနဲ့တည်ဆုံးခြင်းကြားအချိန်ခဏလေးပဲအဲ့အတွက်မဖြစ်သေးတဲ့အနာဂတ်ကြီးကိုစိုးရင်ပူပန်နေမနဲ့ဒီနေ့အကောင်းဆုံးဖြစ်အောင်နေပါမနှက်ဖြန်ဆိုတာသူ့လိုပြီးဆုံးသွားလိုက်မယ်အားလုံးပဲကျေးဇူးများတင်ပါတယ်